အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လမ်းသွားရင်းနဲ့ဖုန်းလေးတစ်လုံးအမှတ်မထင်ကောက်ရထားပါတယ်ခင်ဗျာပိုင်ရှင်အမှန်တွေ့ရင်တော့ပြန်ပေးပါမယ်ဗျကျွန်တော်ဖုန်းလေးရဲ့ပတ်လည်ပုံလေးကိုကျွန်တော်အပြည့်စုံလေးရိုက်ပြပေးထားပါတယ်ခင်ဗျာမှန်ကုန်းလေးပါခင်ဗျာအလုံး connection လေးကတော့သူ့အနေထားလေးနဲ့သူတော့တန့်နေတာတွေ့ရတယ်ဗျပိုင်ရှင်အမှန်လေးတွေ့လို့ရှိရင်တော့ပြန်ပေးပါမယ်ဗျကျွန်တော်ပတ်လည်ပုံလေးတော့ရိုက်ပြပေးထားဗျ run လေးတစ်ချက်လောက်ဝင်ကြည့်ကြည့်မယ်ဗျနော်run လေးတစ်ချက်ကြည့်ကြည့်မယ်မှန် finger လေးနဲ့ဗျrun 8 1 2 8ပါခင်ဗျာစနတော့988 G ပလက်နဲ့လာပါတယ်ခင်ဗျာဂိမ်းဆော့မဲ့သူတွေလည်းအဆင်ပြေတယ်မှန် finger လေးလည်းသုံးကျင်တယ်မှန်ကုန်းလေးလည်းသုံးကျင်တယ်ဆိုလို့ရှိရင်ဒီလုံးလေးကတင်တော့ပါတယ်ခင်ဗျာစနကျွန်တော်ပြောတဲ့ပိုင်ရှင်အမှန်ကတော့4,9500ကျပ်ကိုကမ်းပြီးတော့ကျွန်တော်တို့တောင်တကုံရောက်ကောမတ်တိုင်ဒီမှာရှိတယ်ကျွန်တော်တို့ဆိုင်မှာလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာနားထောင်ပေးရဲ့ညီကိုများစိတ်ရှိနေနားထောင်ပေးတဲ့သူများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာရောင်းဝယ်လဲထက်တော့လည်းအဆင်ပြေအောင်ပြုလုပ်ပေးပါရခင်ဗျာအသေးသေးသိရှိလို့ရှိရင်0943396325ဆက်သွယ်မြင်မြန်နိုင်ပါတယ်ခင်ဗျာနားထောင်ပေးရဲ့ညီကိုများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ